မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စီကံထိန်းသိမ်းရေးနဲ့ကျင့်ဝတ်ကော်မတီကနေပြီးတော့ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့မြန်မာဝါမန်စလိ2026-29ပြိုင်ပွဲစဉ်အမှတ်18ရတနာဘုံ FC နဲ့မြဝတီ FC အသင်းတို့ပွဲစဉ်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေအတွက်ပြည်တံတွေကိုဒီနေ့မှာပဲတရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်အဆိုပါပွဲစဉ်ရဲ့ပွဲကစားချိန်45မိနစ်ကျော်နာကျင်ချိန်ပူမှာပင်နယ်တီအဆုံးဖြတ်နဲ့ပတ်သက်ပြီးအငင်းပွားစရာဖြစ်ရပ်တွေဖြစ်ပွားခဲ့တာပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစီကံထိန်းသိမ်းရေးကော်မတီကဗီဒီယိုမှတ်တမ်းတွေအစီရင်ခံစာတွေကိုတေချာစစ်ဆေးပြီးတဲ့နောက်မှာအခုလိုဆုံးဖြတ်ချက်တွေချမှတ်လိုက်တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရတနာဘုံအသင်းရဲ့အသင်းကောင်းဆောင်ကျောနံပါတ်9ဝင်းသိန်ကြီးထွန်းကိုခေါ်ယူမေးမြန်းရမှာတော့ပြိုင်ဘက်ကစားသမားတွေကပင်နယ်တီပေါ်ဝိုင်းဝန်းကန့်ကွက်ပြီးပွဲဆက်မကစားဘူးလို့ဖိအားပေးတာကြောင့်ပွဲပြတ်သွားမှာစိုးရိမ်ပြီးဖျက်ရပလေးဖြစ်အောင်မိမိတဦးတည်းဆုံးဖြတ်ချက်နဲ့ပင်နယ်တီကိုဂိုးအပြင်ကိုကန်ထုတ်ခဲ့တာဖြစ်ကြောင်းအသင်းကိုလည်းတောင်းပန်ပြီးဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်ဒါပေမဲ့စီကံထိန်းသိမ်းရေးကော်မတီဘက်ကတော့ဒီလုပ်ရက်ဟာဘယ်သူနဲ့မှမတိုင်ပင်ပဲတမင်ကန်ထုတ်ခဲ့တာဖြစ်တဲ့အတွက်ပြိုင်ပွဲရဲ့စီးမြင့်စည်းကမ်းအားကစားပြိုင်ဆိုင်မှုစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့သုံးသပ်ခဲ့ပါတယ်။ကွင်းလယ်တိုင်းရဲ့ဆုံးဖြတ်ချက်ကိုကစားသမားကကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အစားထိုးတယ်လို့ဖြစ်စေတဲ့အပြင်နောက်မှလည်းအလားတူဖိအားပေးမှုတွေရှိလာနိုင်တာကြောင့်ဝင်းသိန်ကြီးထွန်းကိုအနည်းဆက်ဆုံးတပွဲပဲပြစ်ဒဏ်နဲ့ဒဏ်ငွေကျပ်2သိန်းချမှတ်လိုက်ပါတယ်။အသင်းတာဝန်ရှိသူတွေနဲ့ပတ်သက်ပြီးတော့လည်းပြည်တံတွေစက်တိုက်ချမှတ်ခဲ့ပါသေးတယ်ရတနာဘုံ FC နီးပြချုပ်ဦးပူပူအောင်ဟာပွဲပြီးမီဒီယာအင်တာဗျူးအစီအစဉ်မှာတာဝန်ကျတိုင်းလူကြီးတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့မှုဟာစီကံထိန်းသိမ်းရေးမှုအပိုက်18ကိုကျူးလွန်ခဲ့တာကြောင့်ရတနာဘုံ FC အသင်းကိုဒဏ်ငွေကျပ်2သိန်းပေးဆောင်စေခဲ့ပါတယ်ဒါအပြင်မြဝတီ FC အသင်းကကစားသမားအချို့ဟာပွဲဆက်မကစားဖို့ဖိအားပေးတာကွင်းထဲကထွက်မဲ့ကိုဟန်အမှုအရာတွေပြုမှုခဲ့တာကြောင့်နောက်ထပ်မံမပြုလုပ်ဖို့အသင်းတာဝန်ရှိသူတွေကိုနောက်ဆုံးအကြိမ်အဖြစ်ပြင်းထန်စွာတတိပေးလိုက်ပါတယ်ကွင်းလယ်တိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းတိုင်းကော်မတီကနေပြန်လည်စစ်ဆေးအရေးယူဆောင်ရွက်ပြီးစီကံထိန်းသိမ်းရေးနဲ့ကျင့်ဝတ်ကော်မတီထံပြန်လည်တင်ပြဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်ဟုတ်ကဲ့ဒါကတော့ပွဲရင်းအခြေအနေတွေကြောင့်အပြင်းထန်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့တရားဝင်ကိုင်တွယ်ဖြေရှင်းချက်ပဲဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်လေးကိုဝေမျှပေးခဲ့ကြပါအောင်တော့သတင်းကိုစောင့်မျှော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်